မိန်းကလေးတစ်ယောက်တေဆုံးသွားပြီးသူတိထားမိတဲ့အချိန်မှာဝိယုံနဲ့ခြုံထားတဲ့လူကြီးတဦးသူ့ဘေးကိုရောက်နေပြီးလက်တစ်ဖက်မှာတူရင်းရှည်ကြီးတစ်လက်နောက်လက်တစ်ဖက်မှာတိတ်တာလေးတစ်လုံးနဲ့ပေါ့ လာကလေးမတွားဖို့အချိန်တန်ပြီ ဟင်းအမြန်လိုက်တာသမီးမှာလှုပ်เสียအများကြီးကြံသေးတယ် စိတ်မကောင်းပါဘူးအချိန်တော့မရှိတော့ဘူး တခုလောက်မေးချင်လို့လက်ထဲကတိတ်တာထဲမှာဘာတွေတဲ့ထားတာလဲ မင်းနဲ့ဆိုင်တဲ့အရာတွေပါ ဟင်းအဝတ်စားတွေလားရွှေငွေတွေလား အဲ့ဓာတွေကမင်းနဲ့မဆိုင်ဘူးကဘာကြီးနဲ့ပဲဆိုင်တာ ဒါဆိုသမီးရဲ့မှတ်ဉဏ်တွေလား မှတ်ဉဏ်ကအချိန်နဲ့ပဲဆိုင်တယ် ဒါဆိုပညာလား ပညာကပတ်ဝန်းကျင်နဲ့ပဲဆိုင်တယ်ကလေးမရဲ့ အဲ့ဒါဆိုမိတ်ဆွေတွေလား မိတ်ဆွေတွေကဘဝရဲ့ဧည့်သည်တွေပါ ဒါဆိုချစ်သူလား သူကမင်းရဲ့အတွေးနဲ့ပဲဆိုင်တယ် ဒါဆိုကြံတာကခန္ဓာကိုယ်ပဲဖြစ်မယ် ခန္ဓာကိုယ်ကမြေမှုန့်နဲ့ပဲဆိုင်တယ်ကလေးမရဲ့ ဒါဆိုသမီးရဲ့ဝိညာဉ်လားဟုတ်လား တနာစရာကောင်းတဲ့ကလေးရဲ့မင်းရဲ့ဝိညာဉ်ကငါနဲ့ပဲဆိုင်တာပါ မိန်းကလေးကကြောက်လန့်သွားတယ်တိတ်တာကိုဆွဲယူပြီးဖွင့်လိုက်တယ်အထဲမှာဘာဆိုဘာမှမရှိဘူးဗလာကြီးပေါ့မိန်းကလေးမျက်ရည်တွေကျပြီးမေးလိုက်တယ်သမီးဘယ်တော့မှဘာကိုမှမပိုင်ခဲ့ဘူးပေါ့ဟုတ်လား ဟုတ်တယ်မင်းပဲရကူမှမပိုင်ခဲ့ဘူး ဒါဆိုဘာတွေကသမီးနဲ့ဆိုင်ခဲ့ရလဲ မင်းအသက်ရှိနေတဲ့စက္ကန့်တိုင်းမိနစ်တိုင်းအဲ့ဓာတွေကမင်းရဲ့ပိုင်ဆိုင်မှုပါလူဘဝဆိုတာမျက်တောင်တစ်ချက်ခတ်တာလောက်ပါပဲတေမင်းဟာကြောက်ဖွယ်ကောင်းတဲ့သူမဟုတ်ဘူးငါကမင်းရဲ့နောက်ဆုံးခရီးကိုလိုက်ဖို့လာသူပါရှင်တန်ချိန်တွေမှာအသက်ကိုတန်ဖိုးထားပါတန်ဖိုးရှိတဲ့အရာတွေနဲ့အမြဲရှင်တန်ပါနိုင်တစ်လုံးတောင်မပိုင်နိုင်တဲ့ဘဝမှာတန်ဖိုးရှိတာကမင်းအသက်ရှိနေတဲ့စက္ကန့်တိုင်းမှာတေမင်းရဲ့တစ်တာထဲမှာထည့်နိုင်တာကဒါနာတီလာဘာဝနာတို့ပါပဲ နားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နှလုံးအေးအေးစိတ်အေးအေးနဲ့ရှင်တန်ကြပါစေ